Hello guys, ဟုတ်ပါရှင်ဒီကဖြစ်ပါတယ်ဒီချန်နယ်နဲ့ပြန်လာကျေးဇူးလိုက်ပါတယ်ဒီဗီဒီယိုကိုကြားလာတင်ပြရဖြစ်ပါတယ်ဒီဘက်မှာဗီဒီယိုမတင်ပြတာညစားတိုင်းလိုက်ဖြစ်ပါပြီအတွက်လာတင်ပြရဖြစ်ပါတယ်ဒီလင်းပြကမှာဒီက channel လေး like ဆိုလက်ခဲ့ပြကြတော့ဖြစ်ပါတယ်ဒီကိုလည်းနောက်ထပ်ပါတာပါလေးခွန်ပြမလို့ဆိုရင်မကက်ပြကြပါရှင်ဒီအကောင့်လေးကိုလည်းဒီဗီဒီယိုအောက်လေးမှာမှရှိခေါ်ပြထားပါမယ်အကောင့်လာအားရပါတယ်နော်ဟုတ်လားအဲ့လိုရပါရှင်ဒီကဗီဒီယိုအောက်လေးမှာပေါ့နော်မရှင်းလာခေါ်ပြထားပါမယ်နော်အမှအကောင့်လေးလာအဲ့လိုရပါတယ်ဒီလေးပေါ့နော်တက်နိုင်တဲ့လောက်လေးအကောင့်လေးလက်ခံပြပါမယ်ရှင်ယူကီရောပေါ့နော်အကြောင်းနေလည်းဖွင့်ပါပြီဒီနေ့ဆိုကျောင်းဆောက်ဖွင့်တာပေါ့နော်ကျောင်းဆောက်ဖွင့်လို့ယူကီကကျောင်းကပြန်ရောက်တာတော့ကြာပြီပေါ့နော်7 နိုင်ခွဲလောက်ပြီးကျောင်းကပြန်ရောက်တာပေါ့နော်အဲ့ဒါကြောင့်ယူကီကပေါ့နော်ကျောင်းကပြန်ရောက်ချင်းအိစာလောက်ရပါတယ်ကျောင်းကပေးလိုက်တဲ့အိစာပေါ့နော်ကိုကလောက်ပြီးသွားပြီပေါ့နော်ကြက်အောင်မကျွန်တော်ပါတယ်ကြက်ပဲကြက်ရမှာပေါ့နော်အဲ့ဒါကြောင့်ယူကီမကြက်ခင်ဒီဗီဒီယိုလေးကတင်ပေးရပါပြီးကြရင်ယူကီကခဏနေကြရင်ပေါ့နော်6 နိုင်လောက်ကြရင်ဒီချက်လာတော့ပါမယ်ကျရှင်ဆမ်မလာတော့ပါမယ်ပေါ့နော်ယူကီကပေါ့နော်အိမ်မှာခေါ်တင်တာပေါ့နော်ခဏနေကြရင်ဆမ်မလာတော့ပါမယ်ပေါ့နော်အဲ့ဒါကြောင့်ယူကီကလည်းဆမ်မလာတော့မှာဆိုတော့ဒီကဘာလို့စမ်းချက်သေးပဲနဲ့ရင်လာဗီဒီယိုလေးကိုတင်ပြရဖြစ်ပါရဲ့ရှင့်ဆိုကြရင်စေတရှလိုက်ပေါ့နော်ယူကဗီဒီယိုတင်ပြတော့မှာဆိုလို့ပါဒီတာဝါနင်းလေးကိုလည်းယူကီခုံးချင်းနေဆိုရင်လည်းယူကီပေါ့နော်တာဝါနင်းလေးကိုလည်းယူကီပေါ့နော်ယူကီအောက်လေးမှာမရှိခေါ်ပြထားပါမယ်နော်တော်လေးရခေါ်လို့ကောင်းပါတယ်ဒီဝေကဘာကတော့နည်းနည်းတော့ရှုပ်တော့ခတ်ပါတယ်ရှယ်လည်းရှုပ်တယ်ပေါ့နော်တော်များများတော့လည်းတိတ်ပြီးတော့ဟွန်ဖြစ်ကြဘူးပေါ့နော်မလေးရှားလိုက်ရပြန်တွေ့ပါမယ်ခင်ရပါပြီရှင့်ဒီဝေကဘာမှာတော်လေးကိုကြာသွားပါတယ်အပေါက်ကိုရှားလိုက်ရတာဖက်ကိုမောလို့ပေါ့နော်ယူကီပေါ့နော်မနေ့ညနုံကပေါ့နော်ကျောင်းဖိတ်ကြီးတရက်လိုညနုံကပေါ့နော်ယူကီပေါ့နော်ကျောင်းထဲကိုဖက်ကီကျောင်းလွယ်အိတ်ပေါ့နော်ကျောင်း stationery ထည့်တဲ့ဗီဒီယိုလေးရိုက်ပြီးတော့တင်ပေးထားပါတယ်မကြည့်ရသေးစင်တက်ကြည့်ပေးကြပါဦးပေးချင်ပါရှင့်ယူကီပေါ့နော်အခုတလားဆိုရင်ဗီဒီယိုတိတ်မတင်ပြလောက်တော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ယူကီကကျောင်းနေလဲဖွင့်နေပြီပေါ့နော်ယူကီကတော့အစိုးရစစ်မဟုတ်သေးဘူးပေါ့နော်ယူကီက grade 4ပါအစိုးရစစ်မဟုတ်သေးဘူးပေါ့နော်အခုကစနစ်တည်ပြောင်းသွားပြီပေါ့နော်အစိုးရတက်က grade 5မှာဖြစ်သွားပါပြီအဲ့ဒါဆိုယူကီပေါ့နော် grade 4ကလည်းဒီတက်နိုင်တဲ့လောက်လေးဗီဒီယိုလေးတင်ပြပါမယ်ရှင့်တော်လေးကတော့တိတ်တော့မရှိတော့ဘူးပေါ့နော်နိုင်တော့ပါမယ်ယူကီတို့ပေါ့နော်ယူကီတို့ကျောင်းကစောကြီးသွားပါတယ်လေးပြန်ပြပါမယ်ခဏလေးပြန်ပြရှင့်ဒါလေးကပေါ့နော်ကိုလို့တော်တော်ကောင်းပါတယ်ယူကီကိုလည်းပေါ့နော်သိချင်တာလေးရှိရင်လာမေးလို့ရပါတယ် comment အောက်လေးမှာပေါ့နော်ယူကီရဲ့ blog အကောင့်ပေါ့နော် ECC အကောင့်လေးလည်း comment အောက်မှာပေါ့နော်မရှိခေါ်ပြထားပါမယ်ပြီးတော့ယူကီပေါ့နော်ဒီတာဝါရဲ့ name လေးကိုလည်းပေါ့နော်ယူကီမရှိခေါ်ပြထားပါမယ်ရှင့်ဒါလေးကပေါ့နော်နောက်ဆုံးရဲ့အဆုံးသက်ရလက်လေးပါရှင့်โอเคဒီနေ့ကတော့ဒီလောက်ပါပဲရှင့် bye bye